အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Russian alphabet letter 33လုံးနဲ့က letter V ရင်းနှီးလေးကိုပြပြပေးသွားမှာဖြစ်ပါတယ် Okay အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့အနီစလေးရတဲ့အောက်ကိုမြင်းလေးတစ်ကြောင်းဆွဲလိုက်မယ်အဲ့ဒီမြင်းလေးကိုပြန်ဝိုက်မယ်ရှေ့ကမြင်းလေးကိုကျွန်တော်တို့ဖြတ်ပြီးတော့အောက်ကိုပြန်ဝိုက်ချမယ်နောက်ထပ်တစ်ဝိုက်ထပ်ဝိုက်ချမယ် Okay ဒါဆိုရင်တော့ letter V အကြီးရင်းနှီးလေးပဲဖြစ်ပါတယ်ဒီနေရာမှာသတိပြုရမှာအတန်အတွက်ပဲဖြစ်ပါတယ်letter V ရဲ့အတန်အတွက်ဒီရှေ့ tutorial က letter B နဲ့အတန်အတွက်လုံးဝမတူပါဘူး letter V ရဲ့အတန်အတွက်ဒီအင်္ဂလိပ်အခရာ V နဲ့အတန်အတွက်ဆင်ပါတယ်အဲ့တော့နောက်ကလိုက်ဆိုကြည့်ပါ V Okay V အကြီးရေးပြီးတဲ့နောက်မှာကျွန်တော်တို့ V အသေးထိုနည်း၎င်းပဲအနီစလေးရတဲ့အပေါ်ဆွဲမယ်အောက်ကိုပြန်ဝိုက်မယ်ပြီးရင်အောက်မှာတစ်ခါပြန်ဝိုက်မယ်ပြီးရင်ကျွန်တော်တို့စုံတဲ့နေရာလေးတွေကိုဝိုက်ထည့်လိုက်မယ်ဒါဆိုရင်တော့ V အသေးရင်းနှီးလေးဖြစ်ပါတယ်မှန်မှန်ကိုကျွန်တော်တို့မြားရဲ့ direction လေးတွေအတိုင်းချိန်ကိုက်နိုင်ပါတယ် Okay အခုဆိုရင်တော့ letter V ရဲ့အကြီးရောအသေးရောရင်းနှီးလေးကိုဖော်ပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်